ပြီးရင်ဒီ3ချက်နော် quantity 3ချက်ပေါ့နော် equality ဆိုတာညီမျှတာရယ်နောက်က sum သူတို့ကိုပေါင်းတာရယ်နောက်က product ဆိုတာကမြောက်တာရယ်ဒီ3ခုအကြောင်းကိုသိရမယ်နော်ပေါင်းတတ်ရမယ်မြောက်တတ်ရမယ်equality ကတော့ရှင်းပါတယ်နော်ရှင်းလေးပဲဒီ x1, y1 နဲ့ x2, y2 နဲ့နော်ညီတယ်ဆိုလို့ရှိရင်ဒီကောင်နှစ်ခုညီတယ်ဆိုလို့ရှိရင်ရှေ့က x1 နဲ့ x2 နဲ့ညီမယ်နောက်က y1 နဲ့ y2 နဲ့လည်းညီတယ်ရှေ့ချင်းညီတယ်နောက်ချင်းညီတယ်နော်ဒါတွေဒီ order pair အနေနဲ့ရေးထားတာ complex number တွေကိုနော် order pair အနေနဲ့ရေးထားတာကိုရှင်းပြခဲ့ပြီနော်ခုဒါကိုမြင်လို့ရှိရင်တို့နှစ်ခုညီရင်ရှေ့ချင်းညီတယ်နောက်ချင်းညီတယ်ဆိုတာလေးကိုပဲသိအောင်မှတ်ထားဖို့နော် sum ဆိုတာပေါင်းမယ်ဒီကောင်နှစ်ကောင်ပေါင်းမယ်ပေါင်းတာလည်းလွယ်ပါတယ်ရှေ့ချင်းပေါင်းနောက်ချင်းပေါင်းနော်ရှေ့ချင်းပေါင်းနောက်ချင်းပေါင်းအဲ့တော့ x1 plus x2 တခုရှေ့ချင်းပေါင်းမယ်နောက်ချင်းပေါင်းမယ်ဆိုတော့ y1 plus y2 ဒါကသူတို့ကိုပေါင်းတာနော်ပေါင်းတာလည်းလွယ်ရင်နော်ရှေ့ချင်းပေါင်းနောက်ချင်းပေါင်းအဲ့ product ဆိုတာမြောက်တယ်တဲ့အခါလို့ရှိရင်ရှေ့နောက်နော်ရှေ့နောက်ပြီးတော့ရှေ့နောက်ရှေ့အဲ့ဒါလေးမှတ်ထားအောင်နော်ရှေ့နောက်ပြီးရင်ရှေ့နောက်ရှေ့နောက်ရှေ့နဲ့မြောက်နောက်နဲ့မြောက်ပြီးနှုတ်ထားတာတစ်ခုပြီးရင်ရှေ့နောက်ရှေ့နဲ့နောက်နဲ့မြောက်မယ်နောက်နဲ့ရှေ့နဲ့မြောက်မယ်အဲ့ဒါကိုပေါင်းတာကတစ်ခုနော်အဲ့ရှေ့နောက်ရှေ့ဆိုတော့ဒီရှေ့နဲ့သူနဲ့x1 x2 နောက်ဆိုတော့ y1 y2 ပထမကအဲ့နှစ်ခုကိုနှုတ်ရမှာနော်ဆိုတော့ x1 x2 အနှုတ် y1 y2 x1 x2 အနှုတ် y1 y2 comma ဒီကောင်လေးဖြတ်ပေးမယ်နော်အဲ့ဒါကတစ်ခုပြီးရင်နောက်တစ်ခုကရှေ့နောက်ပေါင်းနောက်ရှေ့နော်ရှေ့နောက်ရှေ့x1 y2 နောက်ရှေ့ y1 x2 အဲ့နှစ်ခုကပေါင်းရမယ်နောက်ရှေ့လေးဝင်မှာနော်x1 y2 y1 x2 အရာရဲ့နှစ်ခုကြတော့ပေါင်းမယ်နော် x1 y2 ပေါင်း y1 x2 ဒါကရှေ့နောက်ရှေ့ဒါက product သူတို့ကိုမြောက်တာဒီသုံးခုရဲ့သဘောတရားကိုအရင်သိအောင်သိချမှတ်ထားပြီနော်သူတို့သုံးမယ်နော်သုံးပြီးတော့ exercise လုပ်ရမှာဖြစ်တယ်နမူနာအဖြစ်ပေါ့ x,0 နဲ့ y,0 နဲ့နော်ဒီကောင်တစ်ကောင်ပေါင်းမယ်ဆိုရင်ပေါင်းတာလွယ်တယ်ရှေ့ချင်းပေါင်းနောက်ချင်းပေါင်းသူနဲ့ပေါင်းတော့ x plus y နောက်ချင်းပေါင်းတော့0နဲ့ပေါင်းတော့0နော်ဒါပဲမြောက်မယ်ဒီကောင်တစ်ခုကိုမြောက်မယ်မြောက်ပြီဆိုရင်တော့ရှေ့နောက်နော်ရှေ့နောက်နောက်ရှေ့နောက်ရှေ့သူနဲ့မြောက်တော့ xy ပြီးရင်နှုတ်ရမှာဆိုတော့ xy minus နောက်0နဲ့မြောက်တော့0အဲ့ဒါရှေ့နောက်ပြီးရင်ရှေ့နောက်ရှေ့ကပေါင်းရမှာရှေ့နောက်ရှေ့ဒါလည်း0ပဲဒါလည်း0ပဲနော်အဲ့ဒီမှာ0ပဲအကြောင်းဒီကောင်က xy ကျန်မယ်ဒီကောင်0ကျန်မယ်xy, 0ဆိုပြီးတော့ဒါရတယ်အဲ့ဒါကသူတို့မြောက်တာနော်ဒါဆိုရင် I ဆိုတဲ့ imaginary unit ကို order pair နဲ့ရေးချင်တဲ့အခါမှာ I ကို 0,1 လို့နော်ရေးတယ်ဘာလို့အဲ့လိုသတ်မှတ်လိုက်တာလဲဆိုတာကိုဖြေရှင်းကြည့်အောင်နော် I ကို 0,1 လို့ရေးတယ်အဲ့တော့အဲ့ဒါကိုမသိခင်
I square ဆိုတဲ့ကောင်ဒီ -1 ဆိုတာကိုသိရနော်အဲ့ဒါကိုသတိရတာ I square ရဲ့တန်ဖိုးဒီ -1 ပြီးတော့ I square ဆိုဒီမှာ I နဲ့ I နဲ့မြောက်မှဖြစ်လာတာနော် I အမြောက် I မြောက်လာလို့ချင်း I square ရတယ်ဒီကောင်ဖြစ်လာတာဒီကောင်လည်းသိထားရမယ်နော်ဒီ I square တန်ဖိုးဒီ -1 အဲ့ဒါဆိုရင် -1 ကိုနော် order pair နဲ့ရေးမယ်ဆိုရင်ဘယ်လိုပြန်ရေးလို့ဟမ်ခုနအဖိုင်မှာပါတယ်နော် h လို့တစ်လုံးနဲ့ရေးခြင်း h လို့တစ်လုံးနဲ့ဆိုရင်တဲ့နော် h လို့တစ်လုံးနဲ့ဆိုရင် h, 0လို့ရေးတယ်နော်ခုနရှင်းပြခဲ့ပြီးပြီလေနော်2ဆိုရင်တစ်လုံးနဲ့ဆိုရင် 2, 0လို့ order pair ရေးတယ်ဒါဆိုရင်ဒီ I square တန်ဖိုးက -1 လေအဲ့တော့ -1 ကိုရေးခြင်းနဲ့ဆိုရင် -1, 0လို့ရေးရမယ်ပေါ့နော်ဒီချက်ပေါ့နော်အားလည်းသိထားရမယ်နော်အဲ့တော့ဒီ I square ဒီ -1 ဖြစ်တယ်ဆိုတာကိုသိရမယ်နောက်တစ်ချက်အဲ့ဒီ -1 ကို order pair နဲ့ရေးမယ်ဆိုရင် -1, 0လို့ရေးရမယ်နော်သိရမယ်နောက်တစ်ခါသူတို့ကိုမြောက်တဲ့အခါမှာမြောက်တက်ရမယ်နော်မြောက်နေရပြောပြီးသားဆိုတော့ထပ်မပြောတော့ဘူးမြောက်တက်ရမယ်အဲ့အချက်တွေကိုသိပြီဆိုရင် I ကို order pair အနေနဲ့ရေးရင် 0,1 လို့ဘာကြောက်ရေးလဲဆိုတာကိုသဘောပေါက်လာမယ်နော်နောက်ဖိုင်မှာကြည့်အောင်